ဒီကဘုရားရှင်ရဲ့ဘာသာဘုရားရဲ့တိုင်းပြီးတော့ကျမ်းစာမှာတိုင်းတယ်အဲ့တော့ဘုရားရဲ့ဒီဝါဒတရားရဲ့ကိုနိုင်တော့တိုင်းတော့လည်းဘုရားရဲ့တတိယလေးကအမှတ်တယ်လို့ရှိတယ်။ဟောဒီရှင်ကတို့ရောက်လာတဲ့ဒီနေရာမှာဘုရားရဲ့တိုင်းတယ်အပေါ်ကလည်းဒီမှာလည်းဘုရားဒီကနေ့မှာတော့ဘုရားဘာလို့ဒီလိုပါလဲ။အတော်မျိုးကအရင်ကြီးတော့ဒီနေရာမှာဒီနေရာမှာဒီကနေ့ဒီရံကိုပူတာပါဗျာဒီကြတဲ့လည်းကြာလာပါဘာလို့ဒီလိုတော့ဒီနေရာမှာနေကြတာဗျာဒါကတော့ဘုရားကျန်တယ်ဘာပြောရမှာဘာလို့ဘာလို့ပြဘာလို့ဘာလို့ဒီတရားတရားကြီးနေတာရဟန္တာကတော့ဘာလို့နာရရောဘာလို့ဘုရားရဲ့အဲ့လိုဘာလို့ဒီလိုလည်းပြင်းပြင်းညုံမှာဘာလို့သိပြီအောင်ဘာလို့မရဘူးဒီလိုလည်းဓမ္မကိုဘုံမှာတာဒီဝါဒီဘုံကိုပြုဘူးဒါတော့ဟောဒီကိန်းနိုင်တဲ့ဓမ္မမျိုးပါလာတဲ့ဒီဝါဒီဝါဒဝါဒဒီဘုံမှာဘုရားတရားမှာဝါဒီမျိုးပါလာတဲ့ဒီမျိုးပါလာတဲ့အဲ့လိုဝါဒီမျိုးပါလာမှာဟောဒီဘုလိုလေးနဲ့ဘုရားဆဲဝါဒီကိန်းအားလုံးတော့ရရင်တော့ဝါဒလုံးသောဘုရားရဲ့ဒီနေရာမှာငါဆောင်နေတာတဲ့ဒီတော့ဒီလာရီကဟိုဒီချင်းကဝါကဘယ်တော့ပြောတာမှလည်းဒီကဘယ်တော့ပြောတာမှလည်းမသိဘူးအဲ့တော့ဒီချင်းညတော့ဝါကူလုံးကြီးဆောက်ပြီးတော့ပြောရရင်တော့ပါပဲတဲ့ဗရာဒီယာလူဘုအခွင့်ပြောလာတဲ့အခါမှာလူမဲလို့စိတ်ကူပေါ်လာကြတာဗရာဒီယာပါပဲကောင်းတဲ့စိတ်ကိုပြီးပြီးတော့တဲ့ဒီဗရာဒီယာကပြုတ်ပေါ်လာတယ်အဲ့တော့ဘုရားရှင်ကသတ္တိကဝိဒံနဲ့ဗရာဒီယာအရေးကြီးဥစ္စာနဲ့ပြောရတယ်သူတော်ဘာလို့နားလည်အောင်လုပ်တယ်ဒီမှာပိုက်ဆံတွေပြည့်တယ်လောကမှာပိုက်ဆံပြည့်ဖို့ဒီဘောဘာလို့ဒီလိုလုပ်နေတာကိုရဘာကြီးလို့ပိုက်ဆံကြီးလို့ဒါကြပြရလို့ပြရပြရနေတယ်ပြရဘာလို့ပြရကိုရအဲ့ဒီလိုလေဗရာဒီယာဆိုတာလည်းဗရာဒီယာကြီးရဲ့ပုဂ္ဂိုလ်ဒါနဲ့ကောင်းဘာလို့ပြုလုပ်နေလဲဗရာဒီယာကဘာပြောရလဲတရားကိုကြည့်ရတရားတော်ကိုကြည့်ရတာကိုကြည့်ရဒီကိစ္စကိုပြောနေတယ်ဟောဒီအလူတော်ကြီးလေးကိုပြောနေတယ်ဒီကြီးကိုဝေကြီးကိုပြောနေတာမဟုတ်အဲ့ဒီဗရာဒီယာကြီးကိုမိမိကိုပြောနေတာဟောဒီအလူတော်နာမင်းတို့ကိုတော်ကိုရတယ်နဲ့ဒီဘုရားရဲ့အတွက်ကောင်းတဲ့သူတွေရဲ့သူပါရည်နေနေတယ်တို့တွေကောင်းတဲ့တန်ကြီးကိုကောင်းတဲ့သူတွေရတယ်လို့ယုံကြည်နာအဲ့ဒီဗရာဒီယာကြီးကိုသူလာဒါကြောင့်တန်နဲ့တန်ရဲ့ကျိုးပေါ်မှာယုံကြည်တဲ့ဗရာဒီယာမိမဆရာသမားတို့ရဲ့ကျေးဇူးကိုဒီကိုယုံကြည်တဲ့ဗရာဒီယာဘုရားရဲ့နာမနာသူမရဲ့ဘုရားကျေးဇူးတွေကိုယုံကြည်တဲ့ဗရာဒီယာအဲ့ဒီဗရာဒီယာရှိတဲ့ပုဂ္ဂိုလ်ဟာပိုက်ဆံရှိတဲ့လူသားဘုလိုပါပဲတဲ့ဘာနာကောင်းဘာလို့ဆိုပြီးလို့ပြည့်စုံလာဒီနာကောင်းဘာလို့ဆိုပြီးလို့နေဘာဝနာကောင်းအခွင့်ကြုံတဲ့ပြုလို့နေအခုလည်းပဲဘုရားကြီးကဗရာဒီယာကြီးဒီရှင်မြတ်ကိုတော်တော်ဘုရားကိုလူအတ္တလေးပြည့်စုံလို့လည်းရရဲ့အာရုံနာမကောင်းတဲ့ကံပြမှာအဲ့ဒီကောင်းတဲ့ကံပြရင်တော့ကောင်းတဲ့အကျိုးရင်းတို့ရတော့မှယုံကြည်အဲ့ဒီလူကြီးရဲ့ဇာတိအရှိဒါကြောင့်ဒီအရှိညံ့တယ်ဒီပင်အကြောင်းလေးတွေတော့ဆောက်ပြီးတော့သူရရင်တော့မှပဲလို့လူကြီးနဲ့သိပြီးပေါ်လာဒါကြောင့်ဆက်ရှင်နဲ့ရှင်ပြဒီဘက်တော့ဒီညမှာဒီကူဒီခင်းနေမှာတော့ဗျာဆန္ဒရတော့ဘူးပါအရင်ပြောင်းလာတော့ဘုရားရဲ့ဝါတော်ကြောင့်များတဲ့ပြီးတော့များတော့ဘုရားကြားကိုတော်ပါမယ်ဟောဘုရားကမြင်တဲ့ပြီးတော့ဒီကူလည်းပဲဉာဏ်ဉာဏ်မှာသာလူကကတော့ဘုရားပြသာလူလည်းပြီးတော့ဘုရားကြားပါမယ်ဒါကတရားရှိတော့ရေးရတော့သောတာဒီတော့ဒီကဘုရားရှင်ရဲ့ဆောင်းနေတာကြောင့်တယ်လားဒီလိုပါပြီးဆိုတော့ချမ်းသာရတော့ဘူးရောအမျိုးသားကြီးကျဲကျဲပြန်ဒီဟောဒီလိုနေရတာလူကြီးမိသားစုတို့ပေါ်နေပြန်ပြီးတော့အနာရပြင်းပြီးတော့တာတော့မဆန်းရတော့မင်းကြီးကတော့မိမိတို့ဒီလိုစီမံပြည့်ကြရမှာပေါ့တကယ်တော့ဒီလိုမှလည်းဉာဏ်ဉာဏ်မှ
ဒီကဘုရားရှင်မြတ်ကလည်းတော့ဒီဘုံဒီဘာညကတမ်းဒီဘုံဒီဘာဒီပူဇာမင်းနဲ့ဒီမှာမြင်စဉ်နောက်ဒီပြည်ကဘုရားရှင်မြတ်ကလည်းကလာတဲ့ဆံမောင်မြတ်တဲ့ဆောင်းပေါ်နေရတဲ့ကဘုရားဘုရားကိုအရှင်ဘုရားအမိညာမှာခဲ့တာဘယ်မှုမဟုတ်ပါအရှင်ဘုရားဝါဆိုတော်မူတော်တဲ့ဒီလိုများတမန်ကြီးတွေပေါင်းစုလို့ကျောင်းလေးတဲ့ဆောင်းကိုလည်းအခုချက်ချင်းပြီးဆောက်လို့ပါမယ်လို့ယူရင်းနဲ့မင်းကိုအရင်ကလေးတဲ့ကောင်းကင်ကြီးကရေလေးနဲ့ပြည့်စုံတဲ့နေရာမှာကျောင်းလေးတဲ့ဆောင်းချက်ချင်းပြီးဆောက်လိုက်တိုင်ကျောင်းကြီးဦးကျောင်းကြီးဒီကျောင်းကြီးလို့ပေါ့တိုင်ကြီးနဲ့ဆက်တိုင်ကြီးချောက်တဲ့ဆက်တွေကတိုင်ကြီးနဲ့လည်းငါမြည်ပြီးကိုပြတာမြည်ကြီးအချင်းကြီးဒီတမန်တွေပြေဖို့ဒီဘက်ကြီးကတခါတော့ဆယ်ပြပတ်ရတာကျောင်းတော်လေးနဲ့ဆောက်မြည်တဲ့ကျောင်းလေးကိုဆောက်လို့ရတယ်ဒီတဲ့ကျောင်းလေးကိုဆောက်လို့ပြီးတာနဲ့ပြည်စင်ကဘုရားရှင်များကိုကြည်ရဟောဒီမှာကျောင်းအဆန်းအစိမ့်ဖြစ်တော်မူပါဖြစ်ပါမည်ဇာတဘာဝဆိုတဲ့ဘုတော်မူပါအရှင်မြတ်ကိုကျောင်းလေးဆောက်မှုအရှင်မြတ်ကကျောင်းလေးရဲ့ဝင်ကျောင်းလေးရဲ့ဝင်တဲ့ခါကျမှလူသားလေးကတတိယရောဘုဆောက်တာကျောင်းကညီတဲ့ကျောင်းအဲ့တော်လေးကိုဒီမြည်ကြီးပေါ်မှာပြီးရမှာဒီတော်လေးကိုဒီမြည်ကြီးပေါ်မှာပြီးရမှာဒီတော့ဒါကြောင့်တော့အစိမ့်လေးတော့စီမံဥပမာပဲငါဘာများရှင်းရအောင်ကျေဒုက္ခနာဘုရားချုံထားတဲ့ဒေါ်လာတသိန်းတန်ရေးရတော့အဲ့ဒီရေးရတော့တသိန်းတန်ဒေါ်လာကိုမြည်အချင်းပြုလို့ပြောတယ်ကျောင်းလေးထဲမှာရှင်းရှင်ရချမ်းသာတော်ဝါကိုယ်တည်းသုံးတော်မူပါသုံးနာတာပါလို့လည်းဆွမ်းအလူတော်လေးကိုပူဇော်လူတာသရင်ဝါနာများကျုပ်ပြီးလို့ဆိုတော့ဒီစီမရာဘုရားတော်တင်နာဒီနေ့တော်လေးလို့ပေါ့အရှင်မြတ်ကသုံးတယ်တော်တင်နာကိုပူဇော်လူတာအဲ့တော့အရင်မိသားစုရဲ့သွားအလူဒါနာကျောင်းအလူဒါနာမိနာအလူဒါနာမိပြုပြီးတော့မြတ်စွာဘုရားရှင်မြတ်ကြီးသုံးနာတာပါလို့ဆန်းချမ်းသာတာဝါကိုလေးလို့တော့ဘုရင်ခဲ့တဲ့ချမ်းသာနေတဲ့အလူတော်ကြီးကိုပြုလို့တော်မူပြုနေခဲ့ပါလိမ့်ဒီချိန်ကဘုရားရှင်မြတ်ချမ်းသာဒုက္ခရရှိနေနေတဲ့ဆိုအလူတော်ကျောင်းအလူတော်သင်္ဃအလူတော်ဘုရားလူရန်ခဲ့တဲ့သူကြီးအားလုံးဒုက္ခတတဝါဒုက္ခတာဝါဒီဟောဒီနိဗ္ဗာန်ဝါမနုဿတဝါဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်းလူကြီးရောက်ပြန်တော့လည်းပဲသူချမ်းသာလူလူနတ်ကြီးရောက်ပြန်တော့လည်းနတ်ချမ်းသာလူလူခန္ဓာချမ်းသာစင်းရဲတဲ့ဘုရားမနာမရောက်ရဘာလို့လဲဒီကဘုရားရှင်ကစင်းရဲဒုက္ခကင်းလို့ပြနေတဲ့အလိုကြီးကိုလည်းပြတော့အမှန်တန်စင်းရဲတဲ့နေရာကိုပြတာကိုပြတာကိုပြတာကိုရောက်ချမ်းသာတဲ့ဘုရားဒီမှာချမ်းသာဒုက္ခမျိုးတွေကိုရရှိပြီးတော့ခုနဆုံးဘဝကာလသာပန္နဘုမျိုးမှာဥဒ္ဒဝကတိမိသားစုတို့ရဲ့တို့ဖြစ်တော်မူရပါမည်ဆယ်ပြေပွင့်တဲ့ညီတော်ကြောင့်လည်းသံဃာတို့ပူဇော်ရခဲ့တဲ့ကောင်းမှုတော်ကြောင့်ယခုသောတာပတိသားရဲ့တို့ပြည်ရတဲ့ဓမ္မမိမိုးဆောင်ရပြီးသုံးညီနဲ့ကြိုက်ကြည့်တဲ့ဒီသုံးလုံးတို့ဖြင့်မကြောက်မကြမတောင်းမတဆန်းရတာတန်ကြီးခင်ရပါလေအရှင်မြတ်ကိုတည်ကြည်ဝါဒလုံးတဲ့တော်တဲ့နာဘုရားသူတန်းရဲ့သုံးခုနာကြောင့်လူရောသူဒီမှာဒီတော့သိရနေတော့အဟောင်းဘုရားမရှိဘူးတဲ့နေတိုင်းနေတဲ့ကိုယ်ပဲဒီမှာဝတ်သားတန်တာအသစ္စာတည်းပြီးတော့ဘုရားရှင်ရဲ့ဘာမှလူကြီးကြီးပေါ်များပြလို့ရတယ်အရှင်မြတ်ကိုသုံးနာတာဆွမ်းအလူကံကသံဃာနေတဲ့အလူတော်ဘိက္ခုဘုရားပြတဲ့အတွက်ကြောင့်သောနာကဒေသသားတဲ့ဓမ္မိတနာဝေသုံးဉာဏ်သုံးဉာဏ်တန်ကြီးကြီးတဲ့ဓမ္မိဟိရိယာတို့ကိုနေ့တိုင်းနေတဲ့သာသူရတယ်။ဒါကြောင့်ဘုရားရှင်ကချမ်းသာတည်တဲ့အလူကိုလူရင်ချမ်းသာပါလေတဲ့။ချမ်းသာမရရင်တော့တာကလူဒါကြောင့်ဒီဘာသာဆောင်းမိသားစုများဒီလိုဒီပါရင်ဘုရားရဲ့ပဲချမ်းသာစုကပြုတော်ရရှိနေပါသည်ဆိုတဲ့ဘုရားမှုကြီးတဲ့ဘာသာတော်ရှင်ရဲ့သိရတို့သာလို့ဆိုပြီးတဲ့ချမ်းသာတို့ကပြုတော်ရရှိနေတဲ့အလူတော်ကြီးကိုသူနဲ့ကြပါလိမ့်အဲဒီအထုတော်ကတော့ဒီတော်များရဲ့မိသားစုဘုရားရဲ့သိရတို့ကမျိုးတို့ကသူနဲ့ကြပါလိမ့်ချမ်းသာတို့ကမျိုးတို့ရရှိကြပါလိမ့်ဒီလိုကြီးသာတော့တယ်နဲ့အဲတော့မိမိတို့ကိုယ်တိုင်ရှိတဲ့ဒီတို့ကမျိုးမျိုးမျိုးနေရတယ်။ချမ်းသာတို့ကမျိုးမျိုးတောက်တာကြဘူး။ချမ်းသာ
မလို့ရင်လည်းရတယ်ဒီဘာလို့လဲရမှာလဲအားရအဲ့တော့ကာလသမဏေကူကမဂ္ဂနဲ့ပြင်းမှာဝိညာဏဘိမိတရားကြီးကကြားတယ်တို့မဂ္ဂနဲ့ပြင်းမှာကာလသမဏေကူကဘုဒ္ဓဘာသာဒေတာမောလုံးနာအပြင်လူရလို့တာဆိုရအောင်နန္ဒာလေးတရားကိုပြီးဆိုတဲ့စိတ်ခန္ဓာတွေအန္တရာယ်ဆိုရဲဒါကြောင့်သူချမ်းသာတွေမှာရှုတာလို့တင်းနေတဲ့ကွာရွာဝင်ကြီးပေါင်း6တော့သူ့အနီးမှာခန္ဓာတို့ပြီးနေတဲ့ပုဂ္ဂိုလ်ကရွာဝင်ကြီးဒီလို6တော့ရှိတယ်ရွာဝင်ကြီးပေါင်း6တော့ဆွေးရလို့တို့ရာဇဝတော်ကြီးလာပြရမယ်ဝိဒါရမင်းကြီးကမင်းမင်းနဲ့ခေါ်ရတော့သောနာဝိဒါလေးဒီယံဝိဒါမြတ်တော်ကြီးပေါင်း6တော့ဆွေးရလို့ရာဇဝတော်ကြီးကြောက်ဘိမိညာခါသာဘိမိညာခါသာရဲ့အချိန်မှာလည်းသမင်းသားကြီးမှာတာသမင်းသားကြီးတဲ့ခါကျတော့သမင်းဘွယ်ပြင်းတဲ့ပုဂ္ဂိုလ်ကတော့အပြင်ရှင်ပါဏာဆွေးကိုကြီးပြင်းအကျဉ်းတွေကသာတုံးတော်မူပါအဲ့တော့ဒီကလည်းဒီကလာဘိမိညာရဲ့ဒီမိညာအနုနဲ့လည်းပါအကျဉ်းတွေကဟောဒီဆန်းတဲ့လောဘနဲ့ကုသမှာနဲ့ဒီသမင်းကြီးရဲ့သာတုံးမှာအဲ့ဒီသမီးလေးကိုမြင်လိုက်ရတယ်မောင်မောနာငါတို့တွေကမင်းကိုလူမကနတ်ကမြတ်ပြည်ခန္ဓာကြီးခန္ဓာရဲ့ခန္ဓာရတယ်ဆိုတာအရင်ဆုံးကတော့ဗကားကိုကြားရတာအခုဒီဆန်းလေးကတော့အရာကိုပြောနေတော့တဲ့အခုနေစားတဲ့သမီးတော်ကိုမြင်လိုက်ရအောင်ဖြစ်ငါတို့မင်္ဂလာတိုင်းကိုဥထုမီးလို့နေတဲ့ပြင်မင်းမှာတဲ့တိုင်းပြည်တိုင်းကိုအုပ်ချုပ်နေလို့ဒီဘေးမင်းကြီးဖြစ်ပါတော့တယ်ဒီလိုပုံနဲ့ခမင်းကာမတာဘူးဒါကြောင့်တတိယဘွယ်သူနဲ့ထိတ်တယ်နဲ့ပုဂ္ဂိုလ်ပါမယ်ဆိုတဲ့ဒီဘွယ်သူတွေအနည်းဆိုတဲ့အမောင်းတို့ညာတို့ဒီလိုကြီးရောက်လာတဲ့အခါမှာတော့ဝိသုဘောကျောင်းတော်ကြီးမှာဘုရားတဲ့ပြည်တွေလုံးလုံးမူရဲ့ဒါကြောင့်ဘုရားတဲ့ပြည်တော်တော်ဘာလို့ဘုရားပြုကြည့်ပါဦးမင်းကောင်းချေကောင်းဒီသားကဘုရားကောင်းကိုပြုလို့ပြရတယ်ဆိုကိုယ်တော်ကောင်းကိုပြုလို့ပြရတဲ့ကိုယ်နဲ့တွေ့တဲ့ကိုယ်ပဲမင်းကောင်းချေကောင်းပါကျောင်းသားကဘုရားကလည်းဘယ်လိုပါလဲဘယ်လိုကိုယ်တော်ကောင်းကိုပြုရဆိုတာဒီအပေါ်ကြီးတဲ့ပုဂ္ဂိုလ်များကိုယ်ပဲတကယ်ကိုကောင်းချေတော့အခုလည်းမင်းကောင်းချေကောင်းပြီးတာတော့ဘုရားပြီးမှာဟုတ်ဆိုတော့သောတာပတိသာရီလည်းသာတော်ပြီးတယ်ကျောင်းတော်မှာသူတို့ရောက်တဲ့အချိန်မှာဘုရားရှင်ကတရားဟောတော်မူနေတာဘုရားအနိမရောက်အောင်မသွားနိုင်တော့မိစ္ဆာအစုံကြတာနေပြီးတော့တရားနာဘုရားရှင်ကမြင်တော်မူပြီးပါရမီကောင်းသောအထူးကြီးတဲ့ပုဂ္ဂိုလ်ပါဘုရားရှင်တို့ကပါရမီကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြီးရင်ဘာလို့ဝိဝေစัจ java ကဘာဝိဒါနိပါဏိကျင်းတော်မူလဲဘာလို့သူကကျောင်းလူတွေတောင်းနေတာဘာလို့လဲဆိုတော့ဒီနေ့လူတွေဒီနေ့အဲ့ဒါကိုမြင်တော့တာဒီနေ့ကျောင်းကစားရအလို့ဒီကညာတို့ဒီနေ့စားရတဲ့ကနေဒီလိုတော့ကြောင်းဝယ်ပြီးတော့တန်းနေတာတာမပုဂ္ဂိုလ်ကြီးနေတဲ့ဘုရားမျိုးမှာဟုတ်တယ်လေတရားရှင်ကိုကျင်းတော်မူတဲ့ဒုက္ခကြီးကိုတို့ပြုလို့နေရတာဒီလိုနားလည်ပါတရားရှင်ကိုကျင်းတော်မူတော့တရားရှင်ကရှိတော်တော်မူမှာပေါ့ကျက်တာမြို့ပေါ်ရှိတဲ့ကျမ်းပဲလူမာယာနာရေကမမနဲ့နဲ့ပဲရှိတဲ့ဘက်နဲ့ဒုက္ခတရားလို့ဒါဒီနာသာပြရရင်ဘုရားဝိဇ္ဇာယံနဲ့ဘောချာတာလိုက်တာလို့ဒီမှာမှန်နေတာလူဘဝရောက်လာပြီးဆိုတဲ့ကတင်ရှင်ကဒုက္ခနဲ့ရှင်းနေရတာအမိဘောတော့ကျင်းမြောင်းနေရမှာလေကြောင်းနေရတယ်ဘဝရည်ပြန်နေနေတာအဘောဓာသာတိအောတာသာဟုတ်ပြီဒါကြောင့်ဒီအမိဘယ်ကုန်နေမှာဒီကြီးရတရေလည်းဘုရေလည်းဘုဒ္ဓလည်းဘုငါလည်းဘုကျက်တာခေါ်တာဆိုင်လာနေတယ်ခမင်းသာတော့လည်းဘုမကျွမ်းနေလို့ရှိဘူးရေစာတော့လည်းဘုရားမှာလာနေတယ်ဝိဝိနေရတဲ့ပေါ်ညောင်းပြင်းညောင်းလို့တက်ကလေးဆက်နေမှာလည်းလက်ကလေးမှာဆန်းလို့မရခြေကလေးမှာဆန်းလို့မရဘုန်းကြီးတို့ကဓမ္မတို့ဟိုအမိတွေကျင်ကြတော့အဲ့ဒီစီရင်လူဟာကြီးကိုယ်ရဲ့ပြုပြီးရတော့ဒါမျိုးဝိပရိတပြောတော့တာမိပါလားမိကိုဒီအဲ့ဒီပါအဲ့ဒီနေရာကိုဟာဒီတော့ဘယ်လိုလုပ်ပါလဲငါဒီတော့ဘယ်လိုလုပ်ပါလဲမင်းဒီနဲ့ဒီနေရာကို
အခုတော်တော်နဲ့မိဘတွေတရားတော်မှာအဲ့ဒီစီရင်မှုအားကိုယ်ရဲ့ပြုမိရတော့ဒါမျိုးတော့မိဘတွေပြောတော့သွားတော့မိပါလားမိကိုဒီအဲ့ဒီမှာအဲ့ဒီနေရာကိုဟာဒီတော့ဘယ်လိုလုပ်ပါမလဲငါဒီတော့ဘယ်လိုလုပ်ပါမလဲမင်းဒီနဲ့ဒီနေရာကိုအခုတော်တော်နဲ့စဉ်းစားကြည့်ကိုကြီးတွေကိုကြီးတဲ့ပြီးတော့အဘောကစုကြည့်ထားလိုက်ပါတတိုင်းတော့ပြန်ထားတယ်ဘာလို့စီရင်လဲကိုကြီးဆိုတာကျေကြီးအဲ့ဒီကမှမိတို့နေရာကတက်လဲတူရတယ်ဘလို့တက်တာလဲဒါမှမဟုတ်အဲ့ဒီကိုကြီးထဲမှာတတိုင်းတော့နိုင်လို့ပြန်နေရတယ်ဒီရတာဒီကပြည့်စုံတာလည်းဘာလို့ဖြစ်မှာအဲ့ဒီကိုပုံပြီးတော့စီရင်တဲ့အမြင့်ပဲကြီးတာဘာလို့ကြီးတာအဲ့ဒီအမြင့်ပဲကြီးတဲ့ဘာလဲအမြင့်ချင်းတန်းကြီးရတယ်ဟိုကဒီလိုဆက်ပဲအမှန်တမ်းမှစီရင်တာလည်းဟိုကဒါကြောင့်ငါမရတာကတိပိဒုက္ခလူ့ဘဝရတာမင်းဆက်တာမဟုတ်ဘူးဒုက္ခနဲ့ပြင်းပြင်းနေကြတာကိုယ်နာနဲ့စေကသာမေတ္တရောကိုဘာပြောလာခဲ့ပြီနေတိုင်းနေတိုင်းနေတတိယသောသာမယပြည့်စုံတဲ့အာရုံနေတာပေါ့ဒါမှပုဂ္ဂိုလ်ကတော့တတိယမှာမဟုတ်တဲ့ပုဂ္ဂိုလ်ကတော့လောကကြီးရဲ့ပြည့်စုံတဲ့နေတာပြီးဆိုတဲ့ကဟောဒီဝန္တာပြရှာရတာတရားမှမလားအခုဒီမော်ချုပ်လူကိုရဲ့အသက်ဆုံးတဲ့ပုဂ္ဂိုလ်ကြီးတဏှာတတိမှမနာရပါဘူးဒီလိုအရေးမှမအားရပါဘူးအဲ့လိုမနာရအောင်အားရအောင်ဆရာမမစားရတယ်ပေါ့နေရတယ်ပေါ့ဝိရတယ်ပေါ့သိပြီးတော့ဒီမှာကြီးရတာဒါပြီးရင်လည်းအဲ့ဒီတော့နာဒေတာလူကတော့အဲ့ဒီပရိယေနာကတော့မရှိတော့တဲ့ဘာကြီးဝိပဿနာမှာဘာလို့လဲကြာကြာသာသနာသာပိဒါနဲ့ပြည်ကြီးပြည်ပြပိဒါနဲ့ပြည်ကြီးစေကပဲအကုန်လုံးဘယုဘယပြုဝဲပြည်ကြီးပြီးတော့ကဘယုဘယပြုဝဲပြည်ကြီးပြီးတော့ကဘာမှခင်ရတာရဲ့မရှိပါအဲ့ဒီဒုက္ခတွေနဲ့ကံတဲ့ကံလုံးလည်းပဲနေချေတာနဘာလုံးကိုပြီးကြရတယ်အခုကြီးလိုက်တာအတန်နဲ့အစီရောက်လာပြီးဒါပါပြီလားသိဖို့အနည်းငယ်အင်းကြီးလာတာလူ့ဘဝရောက်လာပြီးဆိုတဲ့ကသင်္ကြန်ကိုပြင်းနေတဲ့အချိန်ကြီးကများတာသင်္ကြန်ကိုပြင်းနေတဲ့အချိန်ကြီးကဟိုဇောနာဟူတာဓမ္မဇောနာဟူတာဟင်္သာကျန်လာတဲ့ဘုန်းကြီးတို့ကတော့သင်္ကြန်ကိုပြင်းနေတဲ့အချိန်ကြီးကအမြန်ဆုံးနေကအမြန်ဆုံးပဲတဲ့ဘာလို့ကျင့်တာပြန်လို့နာမှာဥပဒေပြည်ဥပဒေပြည်ဥပဒေပြည်မြင်ရပဲညမင်းကနေပါရတယ်ဒါကြောင့်သင်္ကြန်ဘဝကြည့်လိုက်တယ်တနည်းပြီးလူကြီးလူကြီးလာအဲ့ဒါရင်းတဲ့ဆိုတော့ဒီကနေ့ကပြီးတော့ပါပြီအဲ့ဒါ90ကျော်ကျော်ကိုယ်တည်းရေးရောကြတော့တပင်းလေးကလည်းမကောင်းတော့ဘာနိကလည်းမကောင်းတော့ဘာလူကြီးကလည်းမကောင်းတော့ဘာတပင်းချင်းလူကြီးကိုပြီးတော့လည်းလာမယ်ဘယ်တော့မှပြန်ပြိုသွားတယ်လို့မရှိဘူးပဲဓမ္မတော်အဲ့ဒီတရားဒုက္ခကလည်းဒီနေတာအဲ့ဒါတော့နာမယတာအရာပြည့်တော်မူတာကလည်းပါဒရာမိဒုက္ခယူမေကုနေနေရတာလည်းပဲသံဃာတွေလို့မဟုတ်ပါယာတိဒီနေ့ကအနာရောအမှုလူကြီးတွေနေတယ်ကတို့ကြောင့်တို့ကဘုရားကြီးရဲ့ဘေးကဘုရားကြီးဆရာကဘာလို့မဟုတ်ဘူးတဲ့ကတော့မဟုတ်ဘူးကောင်းနေတာကဲကကြီးရတာဘာဖြစ်လဲကြီးရတာဘာဖြစ်လဲအဲဒီကမပြရဘူးစိတ်ကမပြရဘူးသိရလို့ကမျိုးအနာရောအဲ့ဒါကိုလည်းလာပြန်တာဆန္ဒလေးမဟုတ်ဘူးယာတိဒီကိုပေါ့မင်းတို့လူ့ဘဝရောက်လာလို့ဆိုရင်ကဒုက္ခတွေအရင်တည်းကဓမ္မဘဝဆိုရင်ဒုက္ခတွေနဲ့ဘောစဘာလို့နောက်ဆုံးကြည့်ပါဦးဘယ်ရောက်မှာလဲမရဏပြီးပြီးရရတာဘယ်သူမှမပြီးဘူးမလင်းရင်တော့လည်းဘယ်သူမှမပြီးရဘူးအကုန်လုံးသိဖို့ရရတာကြီးလေဒါကြောင့်ငါဘုရားကမရဏပြီးဒုက္ခဘယ်လိုလုပ်ဖြစ်တာလူ့ဘဝမှာဆန္ဒလိုက်တာဘယ်လိုဆန္ဒဒီဒုက္ခတွေကြီးနေတာလေတဘောဒုက္ခတွေနဲ့ဒီမှာလို့နေတာနောက်ဒုက္ခတွေကြီးတွေသိရမယ်ကြီးဘယ်လိုလုပ်ပါဆန္ဒဒီဟာတွေကဒုက္ခတွေဟာဒီနာတွေကိုဟောကြားတယ်အဲ့ဒီဒုက္ခတွေပါလို့ရတာဟုတ်လူချင်းနဲ့သနာမှုတရားစတာတော့မင်းရနေတာအဲ့ဒီသနာမှုတရားတွေသာကြီးကြီးတွေကိုပဲလက်ကာသစ္စာအကျင့်တရားတွေကိုကျေသုံးနေဆိုရင်တော့ဒီရောဂါဆိုတဲ့ဒီညမြင်ရည်မင်းလို့သစ္စာလေးကအမှန်တရားတွေကိုဟောကြားတော်တဲ့အခါမှာဘုရားပဋိသန္ဓေ
တရားပဲပြီးမပြတ်နိုင်ဘူးသူများကြီးကများကုန်ကြတယ်ဟာချမ်းသာရင်သိရတယ်တရားတရားနဲ့လေဟာချမ်းသာရင်ဘာမှမရှိပါဘူးအဲ့တော့ဒီချင်းရဲ့ဒုက္ခတွေကလုံးဝပြရတယ်လုံးဝပြီးတော့မှမနေဖြစ်ဘူးရဟန်းဘဝရဟန်းမှာတော့နေရတယ်ညာတော့မှလည်းပြီးတော့ကြည်ဟန်းပြီးတော့ဗျာပြီးတော့ကြည်ဟန်းပြီးတော့လေဟောမမြတ်တာတော့မိဘတွေသူ့လူကြီးကြည်ဟန်းပြီးပြီးတော့ဒါကြောင့်မိဘတွေကိုဘယ်မှာရှိတော့ဘယ်မှာရှိတော့ဘုရားတည်းသားလေးမိဘနာပါတံဘယ်မှာပြီးတော့ဘုရားရှင်သာနာမှာဝိယံပြီးကြည်ဟန်းပြီးအတူတူပြောကြမယ်ဆိုရင်တော့အာရတဝိရိယရာအင်းလေးရတော့မယ်တဲ့အရတဝိရိယရာကျင်းကျင်းထန်ထန်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ရဲ့မှာအကျဉ်းချုပ်တဲ့ပုဂ္ဂိုလ်ရဲ့အထက်တော်တဲ့ပုဂ္ဂိုလ်ရဲ့အင်းလေးရတော့ဆရာရှင်တော်နာကုလနာမတိတောင်းတမီပါနဲ့ပြည်တော်တော်သံဃာများတွေကိုတောင်းတမီကြပါနဲ့မိမိတို့တောင်းတရမှာကဘာတောင်းတရမှာလို့ဘာမှပြုပြင်းရမလို့တဲ့အတေကတခန္ဓာတဲ့သူ့ဘာလို့ခန္ဓာတော့ကောက်ခန္ဓာလို့အိမ်မောင်ကြီးတွေနေခန္ဓာရဲ့အဲ့ခန္ဓာရဲ့ဘုရားကြီးရဲ့ဟောတဲ့အိမ်မောင်များတော်မိကိုဘယ်လိုလဲကိုဒီကခန္ဓာကိုဘိုးဘွားရတာမဟုတ်ဘူးအဲ့ဒီမြေရောက်ရှာလဲရတာဒီရည်နဲ့ပြုတာတွေရတာအဲ့တော့လည်းပြီးတော့ဟောအရေးစုကြည့်ပြီးရတာမင်းကိုယ်တော်ကိုယ်တော်ဒီမှာတော့ဘုရားကရေးတယ်ဘုရားကရရပါတဲ့အဲ့ဒါဥဒ္ဓတွေပြုပြီးရတာဘုရားကသမီးတော်ရဲ့သာလူတော်ရဲ့သာလူတော်ရဲ့ခန္ဓာခန္ဓာအာရနဲ့ပြုပြီးရတယ်ဥဒ္ဓနဲ့ပြုပြီးရတယ်အာရနဲ့ပြုပြီးရတယ်စိတ်နဲ့ပြုပြီးရတယ်ဘယ်လိုလုပ်ဖို့လဲခန္ဓာကာမိကုသိုလ်ဟာအကြောင်းရင်းလေးပါပြုပြင်နေတာမှသူကဒါပြင်နတ်ပြည်နဲ့ရောချမ်းသာဘူးလားနတ်ပြည်နဲ့ရောချမ်းသာတော့အောက်ကိုဘာမှမဖြစ်ကြပါဘူးဆိုရင်သာတိနဲ့သာရရာတွေဝိဉ္ဇနာဝိဇ္ဇာတွေချမ်းသာရတာဒီတော့ကံတော်များအရှင်ကဘုရားနဲ့ပြည်တဲ့ဘာလို့ဘူးအရှင်ကဘုရားနဲ့ဗမာပြည်ရောက်သွားတယ်နတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တယ်ကောင်းမှုပြုရတယ်ဓမ္မပြည်ရောက်တယ်ဓမ္မပြည်ရောက်တယ်ကောင်းမှုပြုရတယ်အဲ့ဒီကောင်းမှုပြုမှာနတ်ပြည်ရောက်တယ်ဓမ္မပြည်ရောက်တယ်ကံနဲ့ပြုပြင်ပေးနေကြရပါတယ်ဒါကြောင့်လောကမှာရှိတဲ့ချမ်းသာကိုရတာကာတိကုသအာရအကြောင်းတရားတွေဝါတို့ရဲ့အမြဲတမ်းပြုပြင်နေရတဲ့အတွက်ကြောင့်ချမ်းသာအစစ်မှမဟုတ်ပါနိဗ္ဗာန်ပြည်နာချမ်းသာရမည်ဆိုရင်တော့ဘာမှပြုပြင်နေရမှာလို့ပါကာတိကုသအာရဘာမှပြုပြင်ကြမှာလို့အစစ်ကချမ်းသာပါတဲ့ဒါကြောင့်ဒီဘက်ကကောင်းမှမိသားစုများတရားမင်းတဲ့နာမတော်ရှင်တွေကိုချမ်းသာဘုရားရည်ရည်ဒီလိုဟောဒီချမ်းသာအမှုတော်ပြုဒိဋ္ဌိတော်မှာဘုရားတို့ဘုရားရည်ရည်ဘာမှပြုပြင်တရားမှလို့အတေကတမိဘချမ်းသာကိုရနိုင်ကြသည်လို့ဤသာတောတာကိုဘုရားမြင့်တိတာပါရမီတို့ရဲ့ကုသိုလ်တရားတွေသုသာအမှုတွေရပါခြင်းဒီလိုဘုရားမြင့်တိတာပါရမီတို့ရဲ့ကုသိုလ်တရားတွေကိုကျေးဇူးတင်ပြကြတယ်ဘုရားတို့တော်မူတော်မမကြီးကိုတော်တော်ဘုရားတော်တော်ကိုယ်တော်တို့ကျေးဇူးတင်တယ်။အဲဒီကုသိုလ်ကောင်းသောဘုရားသာရတာကိုကျေးဇူးကအမှုကဘုရားမြတ်တော်ကြီးသံဃာဘုရားအလုံးစုံကိုရရှိတော်သတ္တတို့နိဗ္ဗာန်သံဃာနေရပါသည်။ဒီသာတော်တာကမိမိတို့ကိုယ်ရဲ့သံဃာတော်ရှင်မြတ်တို့ကိုသတ္တဘုရားပြုဝါရခြင်းဒီနဲ့သံဃာအလိုတော်ကိုယ်ကိုယ်တော်ကိုပြုရတဲ့ဘာမှပြုပြင်တရားမလို့ရတဲ့အတေကတနိဗ္ဗာန်သံဃာနဲ့ပညာဘုရားတို့ရဲ့ဘုရားကိုယ်ကြီးပြုနေကြပြီဆိုရင်တော့ကြောက်တော့ဘယ်ဟာတော်တော်ပြည့်တဲ့ပြိဿကြီးကြီးရရင်ဘုရားရှင်နာရတဲ့တရားရင်းပြီးဘုရားတို့မှာအကြီးတည်းချုပ်ကြီးလောကကပြင်းနေကြပါသည်ဘုရားကြီးသာဒီကကုသိုလ်ရဲ့ရှိရအောင်အားထုတ်ပါအရှင်မြတ်တို့ဘုရားဘောဝစေတုယောဂီတော်တာဘုံကြီးတော်ကုသိုလ်မောင်တော်ဝိတော်မမကြီးတော်ကောကုအောင်ထုံးတော်ကောကုချုံတော်ဖိတိတို့အတွက်ကောင်းမြတ်သောအကျိုးတရားများရရှိနိုင်ပါစေတရားဒီရောနဲ့
သံဃာဝိဒုက္ခမှာသိသောဘုရားမြတ်ပါယံဤတံသောကကြလေရဏဂုံသုံးပါသင်္ဃာလာဝဏီဤသုံးသောသီလတော်မြတ်တို့ကိုလူလူတည်တည်သောပြီးကျင့်လို့ရပါကုန်၏သင်ကျေသောသီလဤရှိကြ၏ဘုရားမြတ်သော